မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာအသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဂါရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားပြီသူများကိုအယုသေးမပေးတော့မန်တက်နေတာလေမာနကြီးတဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဂါရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပယ်နံကထောင်းသိပ်ဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတတ်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပယ်နံလိုပဲအနှစ်ရှိတဲ့စပယ်နံကနှိမ့်ချသွားတာဟောမင်းကတိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြည့်လိုက်ဆရာတော်ကြီးကမေတ္တာတအားကောင်းတယ်လို့နှိမ့်ချမှုလည်းတအားကောင်းတာအမြဲတမ်းကြည့်ရင်ကျုံလေးပဲထိုင်တယ်တရားဟောတာစားကိုရင်လေးတွေကအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တဲ့မြပညာတတ်လုံးအားကြီးတော့နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ထောင်းသိမ့်လောက်တာမလီ BSc တို့ MS တို့ PhD တို့ဘာဒီတို့ညာဒီတို့နော်လောကလူသားတွေတတ်တဲ့လောကပညာကအဲ့ဒါသူတို့ကလောကရက်တွေလောကတတ်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့ရုပ်ပိုင်းဆိုင်ရာတွေပဲသင်ပေးတာစိတ်ပိုင်းဆိုင်ရာတွေသင်မပေးလိုက်တဲ့အခါကျပညာတတ်တွေကတတိမပါရင်ဉာဏ်မပါရင်ပညာတတ်တွေရုပ်မာပြီဆိုရင်လိုက်မမီတော့ဘူးနော်ပညာတတ်များသရတရားနဲသွားရင်ဖယားကိုလည်းမကြည်ညိုဘူးတရားကိုလည်းမကြည်ညိုသံဃာကိုလည်းမကြည်ညိုတော့ဘူးပညာလွန်ကဲတတ်တာနဲ့ဆင်းလဲကောက်ချစ်တယ်ပညာအားကောင်းပြီးတော့ယုံကြည်မှုတရားနဲရင်ကောက်ချစ်သွားတာညဘုန်းကြီးကိုးကွယ်စရာမလိုပါဘူးဆိုတာရှိတာတချို့ကလေလူစရာမလိုဘူးဖယားကပြောတာစိတ်แท้ရှိရင်ပြီးတာပဲလို့ပြောတယ်အဲ့လိုနဲ့ဒါနတွေတဲ့မလုပ်တော့ပညာတတ်တရားလေပညာများတတ်သွားရင်ဟိုကလားကြီးသွားတည်းရတယ်ဘုန်းကြီးကနွားနှုတ်ပို့တဲ့ကလားကြီးတယောက်ကလားကြီးကနွားနှုတ်ပို့ရင်းနဲ့နွားနှုတ်အိုးကြီးကဖယားနာရောက်တော့ရှစ်တုံဖယားနာရောက်တော့စပိန်စလစ်ဖြစ်ပြီးတော့မှောက်ကြတော့စပိန်ပေါ်နွားနှုတ်အိုးကြီးမှောက်ကြလမ်းပေါ်ပြန့်သွားဘာမှမရှိတော့နွားနှုတ်အိုးကြီးမှောက်သွားတော့မှကလားကြီးကလက်ကိုလေးချီပြီးဖယားပဲလှည့်ပြီးတော့မှောက်သွားတဲ့နွားနှုတ်အိုးကြီးရွှေတုံဖယားကိုလှူပါတယ်ဖယားမှောက်သွားတဲ့နွားနိုးအိုကြီးရွှေတကုတ်ဖယားကိုကလားကြီးကလူရာဗျာကုသိုလ်ရလားမရဘူးလားဘယ်လိုလုပ်ရမှလဲပညာတတ်တွေကအဲ့လိုဖြစ်ကုန်ကလားကြီးတို့ပဲဉာဏ်နဲ့ဉာဏ်နဲ့တည်းများကုန်တာအလကားပြမဲ့အတူတူဖယားလူလိုက်တာပေါ့သိမလုပ်ပါနဲ့တချို့ကလေဆရာတော်ကဟောထားတာရှိတယ်မနာပတာယိလပတိမနာပံမနာပတာယိကိုကြိုက်တဲ့အရာလေးကိုပေးလူတဲ့ပုဂ္ဂိုလ်ဒီမနာပံကိုကြိုက်တာကိုလပတိရမယ်ကြိုက်တာလူရင်ကြိုက်တာရမယ်ဆိုတော့အယက်သမားကသူကအယက်ကြိုက်တာဖယားအယက်သွားလူမလုပ်ရဘူးဟုတ်လားကိုကြိုက်တာလူကိုရမယ်ဆိုကိုကြိုက်တဲ့အယက်ကလေးဖယားသွားလူဘယ်ဖြစ်မလဲပရိသတ်ရဲ့မလူကောင်းတဲ့အလူတွေထဲမှာအယက်လည်းပါတယ်ဒါကြောင့်မွေးနေ့ဆိုပြီးတငယ်ချင်းတွေများအရက်လေးတွေတော့သွားပြီးတော့မတိုက်နဲ့ကုသိုလ်လည်းမရအကုသိုလ်ပဲရတယ်ကုသိုလ်မရဘူးနော်အရက်တိုက်တာဖယားကမလူကောင်းတဲ့အလူတွေထဲမှာကာမဂုဏ်အလူတို့အစိတ်အလူတို့လက်နက်အလူတို့အရက်သေးစားအလူတို့အပယ်လားကြောင့်အလူတွေထဲမှာပါတယ်မွေးနေ့ဆိုပြီးတော့ပါတီပွဲတွေနဲ့တော့မလုံနဲ့မွေးနေ့ဆိုတာသေဖို့ဖြစ်တာဟုတ်လားဒီစီမကိုရင်နောင်တော်ကြီးကဘုန်းကြီးမွေးနေ့တုန်းကပြောတာလေမှတ်မိတယ်မွေးနေ့ဆိုတာတဲ့ကြီးတာနီးတာကြော်ညာတာမှတ်ပါမွေးနေ့ပါကြီးတာနီးတာကြော်ညာတာမှတ်ပါမွေးနေ့ပါအသက်တွေဘလောက်ကြီးသွားပြီဆိုတာကြော်ညာပေးတာနီးသွားပြီဘာနဲ့နီးတာသေဖို့နီးသွားတာကြီးတာနီးတာကြော်ညာတာမှတ်ပါမွေးနေ့ပါအသက်ကြီးတာကိုဂုံမယုံနဲ့အသက်ကြီးတယ်ဆိုတာကသေဖို့တစ်နှစ်နီးသွားတာနေဖို့တစ်နှစ်နှုတ်ခံလိုက်ရတာပဲမွေးနေ့တွေလှုပ်တာအသက်တစ်နှစ်ကြီးသွားရင်သေဖို့တစ်နှစ်နဲသွားပြီတစ်နှစ်အနှုတ်ခံလိုက်ရပြီဒါတော့သက်တမ်းစိတ်နေရမှာနော်
မို့ရင်ဟိုဂိမ်းလေးစော်ရင်နဲ့ကားဝင်တိုက်သွားရင်အဲ့ဒါတက်တန်းတော်မစီလိုက်ဘူးဥပိ္ပစေတကမရဏနဲ့သေမာနော်ဥပိ္ပစေတကမရဏ accident ဖြစ်ပြီးတော့တစ်ခုခုနဲ့သေတာကိုဥပိ္ပစေတမရဏလို့ခေါ်တာဘုန်းကြီးနိုင်အဲ့ဒါကိုဒီနေ့ခေတ်စကားနဲ့ပြောရင်သေခြင်းစိုးနဲ့သေတာသေခြင်းစိုးနဲ့သေတာကားတိုက်ပြီးယထာတိုက်ပြီးဘာဖြစ်ဖြစ်သေတာအဲ့ဒါပဲနော်အဲ့ပရိသတ်ရေဘာမှအကြာကြီးမဟုတ်တဲ့ငါတော်ငါမဟုတ်တဲ့လောကကြီးမှာဘာဖြစ်လို့မာနတွေတက်နေမှာလဲမာနကအတွေးမှားကိုဖြစ်စေတဲ့တန်တရားကိုရှိစေတဲ့တဏှာရဲ့မာနရဲ့နောက်တစ်ခုကဒိဋ္ဌိအယူမှားတာအမှားတွေမြင်တာအမှန်ကိုမမြင်တော့ဘူးအဲ့ဒါဒိဋ္ဌိပဲမဟုတ်တာကိုအဟုတ်လို့ထင်တာတွေအဟုတ်ကိုမဟုတ်လို့ထင်တာတွေဘုန်းကြီးတို့မာလူမျိုးတွေအဲ့ဒါတွေတော်တော်များသွားပြီနော်ဟိုအမေရိကန်သမ္မတကြီးပြန်ဟိုအမေရိကန်သမ္မတ်ပြန်သွားဒင်းနစ်မီရှယ်ကပြောသွားတယ်တဲ့ဘုန်းကြီးကစာဖတ်တော့ဘုဒ္ဓတာပါမြန်မာလူမျိုးကတဲ့နှစ်မျိုးပဲသိတဲ့လူမျိုးနှစ်မျိုးကိုပဲဆွဲထားတဲ့လူမျိုးတဲ့မှားတာနဲ့မှန်တာဒီနှစ်မျိုးပဲသိတယ်တဲ့အမှားဆိုရင်လည်းအကုန်အမှားကြီးပဲမှန်တယ်ဆိုရင်လည်းအမှန်ကြီးပဲဆိုရှားလေးကိုမရှိဘူးတဲ့ရှားဟောမစ္စည်းမပฏิပဒါအလယ်လက်လမ်းစဉ်လေးကိုမတွေးတတ်ဘူးတဲ့တောက်ရည်တန်ဘူးကိုဗမာလူမျိုးကရေတောက်လို့ပဲရတယ်လို့ထင်တာတဲ့တောက်ရည်တန်ဘူးရေဖွင့်ပြီးတော့အဲ့ဘူးကွင်လေးကိုတခြားနေရာမှာအသုံးချလို့ရတယ်ဆိုတဲ့အတွေးတွေမရှိဘူးတဲ့ဟောပရိသတ်ရဲ့တစ်ခုကိုဆွဲကင်ထားရင် extreme ဖြစ်တယ်အလွန်ဖြစ်သွားတယ်လမ်းလွဲသွားတယ်မေဇိမပฏิပဒါဖယားကပြောတယ်အလယ်လက်ကျင့်စဉ်